။
နဲ့လို့ရင်ဖုန်းပြီးထားလိုက်ခြင်းဒါဆိုဘာကတရားမျှတမယ်ပြည်သူတွေကိုကွယ်ပြောပြမယ်တို့ရဲ့တည်ခြင်းပွဲမှာဆိုရအသာတော့ယူနေကွာပြည်သူတွေမကောင်းကြဖို့ယူနေတဲ့ပကုံးထက်မှာတောင်းဝင်ကြီးတစ်ခုတော့ရှိ